မင်းထူး၏ဆွဲနီလာသောဝါတိဖျာအေယာဝတီမြစ်ကမ်းပေးရှိရွာကလေးတရွာတွင်မင်းထူးအမည်ရှိသောကောင်လေးတစ်ယောက်နေထိုင်သည်သူသည်သူ၏အဘိုးဥကျော်ဝါတိများဖြင့်ဖျာရက်နေသည်ကိုနေ့တိုင်းနေကြည့်နေလေရှိသည်အဘိုး၏လက်ချောင်းများမှဝါတိများကြတွင်ကခုန်နေတကဲ့သို့အလွန်ကျဉ်မြန်ပြီးကျွမ်းကျင်လာသည်ဒီနေ့တွင်မင်းထူးကအဘိုးကျွန်တော်ကိုလည်းဖျာရက်တက်အောင်တင်ပေးပါလားဟူတောင်းဆိုလိုက်သည်အဘိုးကပြောလျက်ဝါတိအချို့ကိုပေးလိုက်သည်မင်းထူးသည်ဝါတိများကိုစူးစီးကစတည်ရဲလို့ကြည့်တော်လဲခဏချင်းမှာပေဝါတိများမှတစ်ခုချင်းတစ်ခုရှုပ်ထွေးသွားလေသည်စိတ်မလောနဲ့မြေးရဲ့အရင်ဆုံးဝါတိကိုပဲလို့အသာအရကန်ရမလဲဆိုတာသိရမယ်ဟူအဘိုးဦးကျော်ကပြောသည်အဘိုးသည်မင်းထူး၏နောက်တွင်ထိုင်ကမင်းထူး၏လက်ကလေးများကိုကန်၍ဝါတိများကိုတပစ်ကျော်တပစ်တင်ဤစနစ်ဖြင့်စတင်ပြပေးသည်နိုင်အနှဲငယ်ချပြီးနောက်မင်းထူး၏လက်ချောင်းလေးများမှနီးရဲကာနာကျင်းလာသည်ဒါကထင်သလောက်မလွယ်ဘူးပဲလက်လဲအရန်နာတာပဲအဘိုးကျွန်တော်ဆက်မလုံးကြည့်တော့ဘူးမင်းထူးကညှိတွားကဝါတိများကိုဘေးသို့ချထားလိုက်သည်အဘိုးဦးကျော်ကမင်းထူးကိုအနားသို့ခေါ်လိုက်သည်လေးလေးအဘိုးလည်းမင်းအရွယ်တော့ကအချိန်ချင်းရှုံးနေခဲ့ဘူးတာပေါ့အစမှတော့အားလုံးကခက်ခဲတာကြီးပဲဒါပေမဲ့ဆွေးမလျှော့ပဲဆက်လို့တဲ့သူမှသာအောင်မြင်မှုကိုရတာပါဟူအဘိုးကတငယ်စင်ကအခက်အခဲများကိုပြန်ပြောပြသည်နောက်တစ်နေ့မနေ့တွင်မင်းထူးသည်စိတ်သက်အသစ်ဖြင့်ပြန်လည်နှုတ်ထလာသည်သူသည်အဘိုးမနိုးခေဝါချန်ထဲသို့သွားကလက်ဆက်သောဝါတိများကိုအစီအီးပြင်ဆင်ထားလိုက်သည်ဒီနေ့တော့ငါအရှုံးမပေးဘူးမိမိကိုအားပေးစကားဆိုလိုက်သည်မင်းထူးသည်တစ်နေ့လုံးအာယုံစိုက်ကလေ့ကျင့်သည်တစ်ခါမှလိုက်ပြန်ဖြုတ်လိုက်နောက်တစ်ခါပြန်ရက်လိုက်ဖြင့်အချိန်ချင်းစူးစမ်းနေသည်သူ၏လက်ဖူးတွင်ချွေးဆက်များထွက်နေတော်လဲသူသည်လက်မလျှော့ပဲဖြတ်အသေးလေးတစ်ချကိုဆက်လက်ရက်လုံနေသည်အဘိုးဦးကျော်ရောက်လာပြီးမင်းထူးရဲ့လုံနေသည်ကိုအသာလေးကြည့်နေသည်ဒီနေရာလေးမှာဝါတိကိုနည်းနည်းတင်းအောင်ဆွဲလိုက်ရဖြာလေးကပိုခိုင်ပြီးသားသွားမယ်ဟူအဘိုးကလမ်းကြုံပေးသည်မင်းထူးသည်အဘိုးပြောသည့်အတိုင်းကယူတစိုက်ပြုပြင်လိုက်သည်နေဝီရီတာရောက်အချိန်သို့ရောက်သောအခါမင်းထူးသည်သူကိုယ်တိုင်ရက်လှုပ်ထားသောဝါတိဖြာလေးတစ်ခုကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့သည်ဖြာလေးမှာသိငယ်တော်လဲအလွန်သက်ရလှသည်မင်းထူးသည်သူ၏လက်ရာလေးကိုကြည့်ကအလွန်ကုန်ယူမိသည်ရွာဦးပူရပွဲတွင်အဘိုးတင်မင်းထူးတို့အတူတူသွားကြသည်ရွာသားများကမင်းထူး၏လက်ရာကိုမြင်သောအခါမင်းထူးလေးကအဘိုးလက်ရာအတိုင်းတော်လှချီလာဟူချီထူးကြသည်ဇွဲရှိပြင်မြည်သည့်အရာမဆိုဖြစ်နိုင်သည်ဟူသောသင်ခန်းစာကိုမင်းထူးတစ်သက်လုံးမမေ့တော့ပေ